UK ဆောက်လုပ်ရေးခွင်မုတ်ပင်ကားကလူ9မျိုးတင်ကောဘလို့လူမျိုးလဲဆိုတာအောက်မှာကွန်မန့်ပေးခဲ့အောင်နော်တအားရပါရသမားဆန် Folson Sam သူကတော့ဘိုက်ကွဲမတက်အဝစားမဲ့ကတ်ဘတ်စတာမုတ်ကိုနေတိုင်းမာတဲ့သူပါဝက်ဦးချောင်းဘေကွန်ချက်ဦးသွေးစော့စစ်ချ back pudding အာလူးကြော် hash brown ပဲပြုတ်နဲ့ဒိန်ခဲဒါတွေအားလုံးကိုလက်သုံးဖက်နဲ့ကန်ရလောက်တဲ့ပေါင်မုံလုံးကြီးတွေညှက်ထည့်ထားတာဖြစ်ပါတယ်။သူကဒါကို4မိနစ်အတွင်းပြောင်းအောင်စပွဲချပစ်လိုက်တာပါမနက်9နာရီခွဲလောက်ရောက်ရင်တော့သူဟာလူရုံမပေါက်တော့ပဲဝိညာဉ်မရှိတဲ့လူခွန်ကြီးလိုဖြစ်သွားပါတော့တယ်။နောက်ခါဒါမျိုးဘယ်တော့မှမစားတော့ဘူးလို့ပြောလေးရှိပေမဲ့နောက်နေ့မနက်ဆိုအဲ့ဒီအတိုင်းထပ်မာနေပြန်ရော။နဲ့အကျွေးအမြဲတင်သမား The Paramedic သူကတော့ပတ်စံလည်းမပေးဘူးဘာမှလည်းမပူပန်ဘူးတငယ်ချင်းစားအုပ်ထဲပဲမှတ်ထားလိုက်ဦးလို့ပြောပုံကအဲ့ဒီမုံပင်ကားမှာသူပဲအဆုရှယ်ရပါနေတယ်လို့မျိုးဘင်ကားပိုင်ရှင်မှာအကျွေးစာအုပ်တအုပ်ရှိပြီးသူ့နာမည်ကအဲ့ဒီထဲမှာ19ကြိမ်လောက်ပါနေပါတယ်ဒီအကျွေးတွေဘယ်တော့ကစတင်ခဲ့လဲဆိုတာဘယ်သူမှမသိကြပါဘူးကောလာဟာလာတွေအရတော့သူဟာ2011ခုနှစ်တုန်းကအကျွေးအားလုံးကိုတစ်ကြိမ်ရှင်းခဲ့ဘူးပြီးအဲ့ဒီတုန်းကသူလုံးဝပတ်ချလဲသွားခဲ့တယ်လို့ဆိုပါတယ်3စီနီယာကြီး The Order Veteranနှစ်ပေါင်း30လုံးနေတိုင်းရတာတခုတည်းကိုပဲမှာလာတဲ့သူပါအရင်တိုင်းပဲပေးပါလို့သူပြောလို့တော့မဆုံးသေးဘူးဘေကွန်ကဒဲအိုးပေါ်ရောက်နေပါပြီသူကတော့အကျွေးစေးတွေကိုကွက်တီကြီးတွက်ပြီးပေးတတ်ပါတယ်ဘာလို့လဲဆိုတော့သူဟာအွန်လိုင်းဘဏ်စနစ်တွေဒါမှမဟုတ်1989ခုနှစ်နောက်ပိုင်းပေါ်လာတဲ့ဘယ်အရာကိုမှမယုံကြည်လို့ပါပဲဘင်ကားပိုင်ရှင်ကသူပါမှမလဲသူ့နာမည်ကဘာလဲဆိုတာတင်မကပဲသူ့ရဲ့သွေးမျိုးစားကိုပါသိနေလောက်ပါတယ်လေကျမ်းမာရေးလိုက်စားခြင်းသူ The Health Kickရက်တပတ်အစ်စ်မှာလူတစ်စိတ်နဲ့ကျမ်းမာရေးလိုက်စားမယ်ဆိုပြီးဘေကွန်ပေါင်မုံကိုထောပတ်မထည့်ပဲမှာပါတယ်ပြီးတော့ဝက်ဦးချောင်းတွေကအစီနေတဲ့အမျိုးစားလားလို့လှမ်းမေးတတ်ပါသေးတယ်ဘင်ကားပိုင်ရှင်ကတော့သူ့ကိုစိုက်ကြည့်ုံပဲကြည့်နေမှာပါကြာသပတေးနေ့လောက်ရောက်ရင်တော့သူစိတ်တက်ကြသွားပြီးသူ့ကောင်းလောက်ရှိတဲ့ပေါင်မုံလုံးကြီးတဲ့အသားတွေအပြည့်နဲ့ဖုံးမန်တီကိုမှားစားပါတော့တယ်သူတနင်္လာနေ့ကယူလာခဲ့တဲ့အတုပ်ဖူးကတော့ဘင်ကားထဲမှာတဖြည်းဖြည်းညှိုးချောက်လို့နေတော့မှာပဲငါးဖွဲ့အတွက်လာမှသူ The Big Orderသူကတော့တစ်ဖွဲ့လုံးအတွက်မုံသွားဝယ်ဖို့တာဝန်ပေးခြင်းခံရတဲ့တနာစရာအဖွဲ့ဝင်ပါအော်ရာစရင်ကိုပစ္စည်းပို့လွှာအဟောင်းရဲ့ကြောဘက်မှာလူ3ယောက်ကဘောပင်3မျိုးနဲ့ရေးထားတဲ့လိပ်စာကုတ်လိုစာရွက်အလိပ်ကြီးကိုထုတ်လိုက်ပါတယ်မှာစရာ10နှစ်မျိုးရှိပြီးအဲ့ဓာတွေကဘာတွေလဲဆိုတာသူကိုယ်တိုင်လည်းနားမလည်ပါဘူးအဲ့ဒီအချိန်မှာသူ့နောက်ကတန်းစီနေတဲ့လူတန်းကြီးကတော့ကားပါကင်အထိရှည်လျားသွားပါတော့တယ်လူတန်းရဲ့အနောက်ဆုံးကလူတစ်ယောက်ဆိုရင်တော့လက်လျှော့ပြီး Crags တခြားမုံဆိုင်စီပဲထွက်သွားပါတော့တယ်